ဝေကျွေးမဖြစ်စေနဲ့ခမရနားမှာမနေကျင်တော့တဲ့သူကိုအောက်ကြခံပြီးမဆွဲထားပါနဲ့သူလည်းဟန်ဆောင်ပြီးပြုံးကြနေမဲ့တူတူခမရလဲနာကျင်လျက်နဲ့ငိုကြွေးနေရမှာပဲကိုယ့်အတွက်အချိန်မပေးနိုင်တဲ့သူကိုလည်းအတင်းမတောင်းဆိုပါနဲ့သူ့ဘဝမှာခမရအရေးပါတဲ့လူတယောက်လိုသတ်မှတ်ထားရင်ခမရအတွက်အချိန်ဆိုတာရှိသမျှပဲစင်ကြီးတွေခဏပေးတဲ့သူကိုလည်းဘာကြောင့်လဲဆိုပြီးတော့မမေးနဲ့ခမရကိုဂယုစိုက်မှုပေးနိုင်တဲ့သူဆိုရင်ဘာအကြောင်းပြချက်မှသူ့စီမှာရှိမနေဘူးဂရိတွေပေးပြီးဖြည့်ဆည်းတတ်တဲ့သူကိုလည်းယုံကြည်မှုတွေအလွန်ကျွံထပ်မဖြစ်စေနဲ့သူသာခမရကိုတန်ဖိုးထားခဲ့ရင်ပြောတဲ့စကားတိုင်းသူဖန်တီးနိုင်ရမယ်အမားကိုအမားမှန်သိနေလျက်ထက်လုပ်တဲ့သူကိုလည်းအကြိမ်ကြိမ်ခွင့်လွှတ်ဖို့လည်းမကြိုးစားနဲ့ဘသူမဆိုအမားနဲ့မကင်းမှုဆိုပေမဲ့တူညီတဲ့အမားမျိုးကိုတော့ခွင့်လွှတ်မိရင်ခမရဆိုတာသူ့အတွက်လိုသုံးဖြစ်သွားလိမ့်မယ်စစ်တဲ့စိတ်တစ်ခုတည်းနဲ့အရာအလုံးကိုနာကျင်လျက်နဲ့အရှုံးပေးလျှော့ပေးခဲ့တာတောင်အခုထိလည်းသူ့ဘက်ကမပြောင်းလဲနိုင်သေးဘူးဆိုရင်ခမရစွန့်လွတ်နိုင်အောင်ကြိုးစားလိုက်ပေါ့အကြိမ်ပြီးခမရမစွန့်လွတ်နိုင်သေးဘူးဆိုရင်တော့ခမရအချစ်တစ်ခုတည်းမဟုတ်တော့ဘူးဝေကျွေးဖြစ်သွားပြီဗျ